တင်ချသွားမလဲဆိုလို့ရှိရင်ဒါကမီတင်းတင်မှာဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်ဖက်စာအုပ်ကိုဝယ်ထားရဲဆိုရင်ဖက်စာအုပ်ရဲ့နောက်ဆုံးပိုင်းအောင်လှန်ကြည့်လိုက်ရင်ဖက်စာအုပ်ရဲ့အရှေ့ပိုင်းတွေကသင်ခန်းစာတွေဖြစ်ပြီးတော့အနောက်ကိုလှန်ကြည့်လိုက်လို့ရှိရင်မြန်မာလိုဝေါ်ဟော်တာလေးစပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဒီဟာလေးကတော့တက်ရှိကကျောင်းသားတွေဖက်ရတာမမြင်ရမှာဆိုလို့အစိုက်ကြီးချဲထားတာဖြစ်ပါတယ်ဒီနေရာလေးကိုပေါ့နော်အရင်ဆုံးဟိုးနောက်ကိုလှန်ပြီးတော့သင်ခန်းစာ26ဆိုတဲ့ဒီနေရာလေးကိုစပြီးတော့လှန်ကြည့်ရင်အခုလိုမျိုးမီနင်းလေးတွေတွေ့မှာပါတင်ကြားသွားမယ့်ပုံစံလေးကတော့ဒီမီနင်းလေးတွေရဲ့အတန်ထွက်ကိုချပေးမှဖြစ်တယ်။၃ခေါက်လောက်ချပေးမယ်ပြီးသွားလို့ရှိရင်တော့ကြက်မှတ်ရလွယ်အောင်လို့ဒီစကလုံးလေးမျက်နှာနဲ့ခေါင်းထဲမှာဒီမြန်မာလိုအသေးပဲလေးကိုမှတ်မိအောင်လို့မှန်နည်းအလွယ်လေးနဲ့ပြောသွားမှာဖြစ်ပါတယ်ရှင်။အဲ့တော့အရင်ဆုံးဒီမီနင်းဖိုင်ကိုကြည့်တော့မယ်ဆိုရင်ဖက်စာအုပ်လေးကိုဖွင့်ထားပါဖက်စာအုပ်ရဲ့နောက်ပိုင်းကိုဖွင့်ထားပါဖွင့်ထားပြီးတော့ဒီနေရာလေးကိုလိုက်ပြီးတော့ကြည့်နေပြီပါနော်။ဒါဆိုရင်စပြီးတော့ကြည့်ရအောင်နံပါတ်1ကဘာလေးလဲဆိုရင်မီမတ်စာကရှိမတ်မီမတ်စာကရှိမတ်ဂျီကန်နီအခုရဲမတ်ဂျီကန်နီမာနီအာအီမတ်ဂျီကန်နီမာနီအာအီမတ်ယာရီမတ်ပြန်ချပေးပါမယ်မီမတ်စာကရှိမတ်ဂျီကန်နီအခုရဲမတ်ဂျီကန်နီမာနီအာအီမတ်ဂျီကန်နီမာနီအာအီမတ်ယာရီမတ်ဟီရိုအီမတ်ရန်ရာခုရှိမတ်ခိဘုံကအီဝါရူအီအွန်ဒိုကိုင်ဘွန်အိုဒိုရီဖူရီမာကက်တိုဘာရှော့ဖော်ရန်ဒီယာဆိုင်ဖူဂေါ်မီခုတ်ကိုင်းဂီဂျီတိုဟေအီဂျီစဘန်ခွန်ဒိုဇူအီဘွန်ချောခုဆက်ဆော့ခုတန်လေးဖြောက်ပြီးတော့ချောက်ဆက်ဆော့အစ္စဒဲမိုဒိုခိုဒဲမိုဒါရီဒဲမိုနန်ဒဲမိုခွန်နာဆွန်နာအန်နာနောက်တစ်ခေါက်ပြန်ပြီးတော့အတန်ချပေးပါမယ်မီမတ်စာကရှိမတ်ဂျီကန်နီအခုရဲမတ်ဂျီကန်နီမာနီအာအီမတ်ရှာရီမတ်ဟီရိုအီမတ်ရန်ရာခုရှိမတ်ခိဘုံကအီဝါရူအီအွန်ဒိုကိုင်ဘွန်အိုဒိုရီဖူရီမာကက်တိုဘာရှော့ဖော်ရန်ဒီယာဆိုင်ဖူဂေါ်မီခုတ်ကိုင်းဂီဂျီတိုဟေးဂျီဆော့ဘန်ခွန်ဒိုဇူအီဘွန်ချောက်ဆက်ဆော့အစ္စဒဲမိုဒိုခိုဒဲမိုဒါရီဒဲမိုနန်ဒဲမိုခွန်နာဆွန်နာအန်နာဒါကတော့သင်ခန်းစာ26မှာကြည့်ရမယ့်မီနင်းတွေကိုအတန်ချပေးတာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်သူတို့ကိုအခုမြန်မာလိုလေးရှင်းပြမယ်။နောက်ဆုံးတစ်ဆင့်ကတော့ဘယ်လိုတွေမှတ်ရမလဲဆိုတော့မှတ်နည်းအလွယ်လေးတွေကိုမှတ်ပေးတော့မှာဖြစ်ပါတယ်ရှင်။ပထမဆုံးတစ်ခုကမီမတ်တဲ့
သူ့ရဲ့အဓိပ္ပာယ်လေးကကြည့်တယ်ကြည့်ရှုစစ်ဆေးတယ်စမ်းသပ်ကြည့်ရှုတယ်ပေါ့နော်ဒါရှိကဒီဗီဒီယိုဖိုင်လေးကလေចောင်းသားတွေနည်းနည်းမြင်ရအောင်လို့ချဲ့ထားတာဖြစ်တဲ့အတွက်ကြောင့်ဂျပန်လိုမီနင်းဝေါ်ဟရာလေးတွေပြလို့ရှိရင်မြန်မာလိုလေးတွေပြဖို့ပါဗီဒီယိုဖိုင်ကမဆက်ပါဘူးဒါကြောင့်မလို့ចောင်းသားတွေမှာဖက်စာအုပ်တွေရှိမှာပါဖက်စာအုပ်ထဲမှာလည်းဒါတွေကပါပြီးသားဆိုတော့လေဖက်စာအုပ်လေးနဲ့တွဲပြီးတော့ကြည့်ပေးပါအဓိကကចောင်းသားတွေဒီမီနင်းဗီဒီယိုဖိုင်ကိုကြည့်တယ်ဆိုကြတဲ့ကအတန်ထွက်သိဖို့ရဲ့အဓိပ္ပာယ်သိဖို့ရဲ့အလွယ်မှန်နည်းလေးသိချင်တာမလို့သုံးပိုင်းလုံးတော့ရှင်းပြပါမယ်တခုပဲဗီဒီယိုဖိုင်လေးထဲမှာကဒီနှစ်ပိုင်းလုံးကိုမဆန့်လို့ပါဆက်အောင်ရိုက်လို့တော့ရတယ်ဒါပေမဲ့ចောင်းသားတွေဝါသွားမှာဆိုတဲ့အတွက်ကြောင့်မလို့အကျယ်ချဲ့ပြီးရိုက်တာမလို့ဒီတွဲပြီးတော့မမြင်ရရင်စောက်လေးနဲ့တွဲပြီးကြည့်ပေးပါနော်ပထမဆုံးတစ်ခုဟာလေးကကြည့်တယ်ကြည့်ရှုစစ်ဆေးတာကခုနကအတန်ချပေးတဲ့မီမတ်ဆိုတဲ့ဟာလေးပါမီမတ်က M5 level မှာဆိုရင်ကြည်တာလေတဲရဲဘီကိုမီမတ်တို့ဘာလို့ပေါ့နော်အခု M4 level မှာဆိုရင်စမ်းသပ်ကြည့်ရှုတယ်ဆိုတာဖြစ်သွားပါတယ်ဘယ်နေရာမှာသုံးလဲဆိုရင်ဆရာဝန်ကကိုစစ်ဆေးပြီးတဲ့ယောဂတွေဘာတွေစမ်းသပ်ပြီးတဲ့အခါမျိုးပါပေါ့နော်ဒါဆိုရင်ဘယ်လိုမှတ်ကြမလဲဆိုရင်အခုကိုကနေမကောင်းလို့စေကန်းသွားပြီးထားပါတော့စေကန်းသွားရင်ဆရာဝန်ကကိုကြည့်ပေးတယ်လေစမ်းသပ်ပေးတယ်လေဆရာဝန်ကစမ်းသပ်ပြီးမျက်လုံးကြီးမိတ်ထားတာမှမဟုတ်တာမျက်လုံးဖွင့်ကြည့်ပြီးတော့မှဘာဖြစ်တာလဲဘလို့တွေဖြစ်လာတာလဲဆိုပြီးတော့စမ်းသပ်စစ်ဆေးပေးတာမလို့မီမတ်ကိုကြည့်ပြီးတော့မီမတ်စမ်းသပ်ကြည့်ရှုတယ်လို့မှတ်လိုက်ပါမယ်ဆရာဝန်ကကိုမီမတ်အရင်ဆုံးကြည့်ပြီးတော့မီမတ်စမ်းသပ်ကြည့်ရှုတယ်လို့မှတ်လိုက်ပါမယ်ဒါဆိုရင်နောက်တစ်ခုကြည့်ပါမယ်နောက်တစ်ခုကတော့စာကရှိမတ်ပါစာကရှိမတ်ရဲ့အဓိပ္ပာယ်ကရှာသည်ရှာဖွေတယ်တဲ့ဘယ်လိုမှတ်ကြမလဲဆိုရင်စာကရှိမတ်ကိုစာလို့မှတ်လိုက်ပါမယ်စာကမြန်မာလိုဆိုရင်လေဥပမာထားပါတော့ပတ်စံကရှိမရှိရှာတယ်စာကရှိမရှိစာရိုက်ပုံးထဲမှာကိုစောင့်နေတဲ့စာကရှိမရှိကိုစလိုချင်နေတဲ့စာလေးကရှိမရှိရှာဖွေတယ်လို့မှတ်လိုက်ပါမယ်စာကရှိမတ်ရဲ့အဓိပ္ပာယ်ကရှာဖွေတာပါဒါဆိုရင်နှစ်ခုပြီးပါပြီမီမတ်ဆရာဝန်ကမီမတ်ကိုကြည့်ပြီးတော့မီမတ်စမ်းသပ်ကြည့်ရှုတယ်လို့မှတ်မယ်စာကရှိမတ်ကိုလိုချင်တဲ့စာလေးကိုကြည့်ချင်တဲ့စာလေးရောက်မရောက်စာကရှိနေမရှိနေရှာဖွေတယ်လို့မှတ်လိုက်ပါမယ်နောက်တစ်ခုကြီးကန်နဲ့ပတ်သက်တဲ့ဟာလေးနှစ်ခုပါပါတယ်ကြီးကန်နီအိုခူရဲမတ်ရဲ့ကြီးကန်နီမာနီအာအီမတ်ရဲ့ဆိုပြီးတော့နှစ်ခုပါပါတယ်ကြီးကန်ဆိုတာအချိန်နောက်မှာအမြဲတမ်းပါတီကယ်နှိပဲသုံးရပါတယ်ကြီးကန်ကအချိန်နောက်မှာအမြဲတမ်းပါတီကယ်နှိပဲသုံးပါတယ်အချိန်နဲ့ပတ်သက်တဲ့မီနင်းလေးနှစ်ခုရှိပါတယ်တစ်ခုကနောက်ကျတာရဲ့တစ်ခုကအချိန်မီတာရဲ့ပေါ့နော်အချိန်နောက်ကျတာကကြီးကန်နီအိုခူရဲမတ်တဲ့အိုတဲ့လူတွေကအခုနောက်ကျနေတယ်လို့မှတ်လိုက်ပါမယ်အချိန်နဲ့ပတ်သက်တဲ့ဟာအချိန်ကကြီးကန်အချိန်နဲ့ပတ်သက်တာနှစ်ခုရှိမယ်အချိန်နောက်မှာပါတီကဲနှိလိုက်မယ်အချိန်နဲ့ပတ်သက်တာမှာနောက်ကျတာနဲ့အချိန်မီတာရှိမယ်ဘယ်သူတွေနောက်ကျမလဲအိုတဲ့လူတွေကအခုနောက်ကျနေတော့ကြီးကန်နီအိုခူရဲမတ်ကအချိန်နောက်ကျတယ်လို့မှတ်ပါမယ်ကြီးကန်နီမာနီအာအီမတ်တဲ့အချိန်မီတာကြတော့အာအီမတ်ကကြားဘူးမှာပါတွေ့တယ်ဆိုတာကြားဘူးမှာပါမာနီကိုမက်နီလို့မှတ်လိုက်မယ်မက်နီနဲ့တွေ့ရတာကအချိန်မီလို့တွေ့ရတယ်လို့မှတ်လိုက်ပါမယ်ကြီးကန်နီမာနီအာအီမတ်မာနီအာအီမတ်ကိုမက်နီနဲ့တွေ့တာကအချိန်မီလို့တွေ့ရတယ်လို့မှတ်လိုက်ပါမယ်ကြီးကန်နီမာနီအာအီမတ်နောက်တစ်ခုကယာရီမတ်ကလောက်တာဆိုတော့ယာအလုပ်ဆိုတာယာကင်းနေအလုပ်ကိုပြုလုပ်တယ်လောက်ကင်တယ်လို့မှတ်လိုက်ပါမယ်ယာရီမတ်ကပြုလုပ်တယ်လောက်ကင်နေနောက်တစ်ခုကဟီရိုအီမတ်ရဲ့အဓိပ္ပာယ်ကကောက်ယူတာတဲ့ N5 မှာကြားဦးမှာပါဟီရိုအီအဓိပ္ပာယ်ကကျယ်ဝန်းတာပစ္စည်းတစ်ခုကျသွားလို့ရှိရင်ကျယ်တဲ့နေရာကိုကျမှကောက်လို့ရတာပါချင်းမြောင်းတဲ့နေရာကိုကျရင်ကောက်လို့မရလို့ဟီရိုအီကျယ်ဝန်းတဲ့နေရာကိုကျလို့ဟီရိုအီမတ်ကောက်ယူတယ်လို့မှတ်ပါမယ်ဟီရိုအီကျယ်ဝန်းတဲ့နေရာကိုကျလို့ဟီရိုအီမတ်ကောက်ယူတယ်လို့မှတ်ပါမယ်နောက်တစ်ခုက run rakushimas ရဲ့အဓိပ္ပာယ်ကဆက်သွယ်တာတဲ့ဆက်သွယ်တာတော့ဘယ်လိုလေးဆက်သွယ်လဲဆိုရင် run
အာယူဟန် run လို့မြင်ကြည့်ပါအပြေးလေးသွားပြီးတော့မရမကအခုဆက်သွယ်တယ်မှတ်လိုက်ပါမယ် run raku shimas ဆက်သွယ်တယ်ဘယ်လိုတောင်ဆက်သွယ်လဲဆိုရင် run အပြေးလေးသွားပြီးတော့မရမကအခုဆက်သွယ်တယ်လို့မှတ်လိုက်ပါမယ်ဒါဆိုရင်ဒီအခန်းမှာပါတဲ့ verb လေးတွေကိုရှင်းပြပြီးတော့ပောက်ကရလေးတွေနဲ့မှတ်ပေးပြီးပါပြီဘာတွေပါလဲဆိုရင် mimas ဆရာဝန်ကကိုယ်အရင်ဆုံးကြည့်တယ်ကြည့်ပြီးတော့ကြည့်ရှုစစ်ဆေးပေးတယ်ကိုစောင့်နေတဲ့စာလေးကရှိမရှိစာကရှိမရှိရှာဖွေတယ်စာကရှိမတ်ကရှာဖွေတယ်လို့မှတ်ထားမယ်အချိန်နဲ့ပတ်သက်တာနှစ်ခုပါတယ်အချိန်ကိုကြီးကန်လို့ခေါ်တယ်အချိန်နောက်မှာပါတီကယ်နှိပဲလိုက်တယ်နောက်ကြတဲ့လူတွေကအိုတဲ့လူတွေကအခုလိုမှတ်ပြီးတော့ကြီးကန်နှိအခုတဲ့မတ်ကအချိန်နောက်ကြတယ်အချိန်မီတော့ဘယ်သူနဲ့တွေ့လို့ရလဲဆိုရင်မက်နီနဲ့တွေ့လို့ရတယ်ဆိုပြီးတော့ကြီးကန်နှိမာနိအာအီမတ်ကအချိန်မီတယ်ဘာတွေကိုလှုပ်လဲဆိုရင်ယာလှုပ်တွေကိုလှုပ်တယ်ယာရီမတ်ကပြုလုပ်တယ်တခုခုကိုကောက်ယူတယ်ဆိုတာကကျယ်ဝန်းတဲ့နေရာရောက်မှကောက်ယူလို့ရတာမလို့ဟီရိုကြီးကကျယ်ဝန်းတာဆိုရင်ဟီရိုကြီးမတ်ကကောက်ယူတယ်ဆက်သွယ်တာဘလို့တောင်ဆက်သွယ်လဲဆိုရင် run အပြေးလေးသွားပြီးတော့မရမကအခုဆက်သွယ်တယ်ဆိုပြီး run raku shimas ကဆက်သွယ်တယ်ဒါဆိုရင် verb အပိုင်းလေးတွေပြီးပါပြီအောက်ကဟာလေးတွေဆက်ပြီးတော့ကြည့်ပါမယ်နော်ဒါဆိုရင်ဒီနေရာလေးကစပါမယ်ခိဘုံကအီရဲ့အဓိပ္ပာယ်ကစိတ်ကြည်လင်တဲ့စိတ်ကောင်းဝင်တဲ့ဆိုတဲ့အဓိပ္ပာယ်လေးပါခိဘုံကဝါရူဤဆိုတာကကြတော့စိတ်မကြည်မလင်ဖြစ်တဲ့စိတ်ဆိုးတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါအရင်ဆုံးမှတ်စီချင်တာကဆမ်မီးဝဲမှာပေါ့နော်အကယ်လို့ခိဘုံကိုတွေ့ခဲ့လို့ရှိရင်လေကျန်တဲ့ဟာတွေမစင်စားနဲ့ဤဝါရူဤပါတဲ့ဝက်ကြောက်ကိုပဲရှာပေးပါ။ဘာကြောင့်လဲဆိုရင်ခိဘွန်းဆိုတဲ့စကားလုံးကဝါရူဤနဲ့ပဲတွဲပါတယ်။စပြောရင်ဂျပန်စာမှာခိဆိုတာလေးပိုင်အမြဲတမ်းစဉ်းစားကြည့်ပါစိတ်ကိုပြောတာပါ။ခိပိုင်ခိမိုးချီတို့ဘာတို့ပိုင်ခိဆိုတာစိတ်ကိုပြောတာ။ဘွန်းကိုခဏမေ့ထားလိုက်။ရာကောင်းတာခိနဲ့စိတ်ကကောင်းတယ်ဆိုမှတော့စိတ်ကြည်လင်နဲ့စိတ်ကောင်းဝင်တယ်လို့မှတ်ပါမယ်။အပြည့်အစုံဆိုရင်တော့ခိဘွန်းကပေါ့။ခိကစိတ်ဝါရူကမကောင်းတာစိတ်ကမကောင်းဆိုမှတော့ခိဘုံကဝါရူဆိုရင်စိတ်မကြည်လင်ဘူးစိတ်ဆိုးတယ်လို့မှတ်လိုက်ပါမယ်အရင်ဆုံးမှတ်ရမှာကခိပါရင်စိတ်ရကောင်းတာစိတ်ကောင်းတယ်ဆိုတော့စိတ်ကြည်လင်တယ်လို့မှတ်မယ်ခိကစိတ်ဝါရူကမကောင်းဘူးဆိုတော့စိတ်မကောင်းဘူးဆိုတော့စိတ်မကြည်မလင်ဘူးစိတ်ဆိုးတယ်လို့မှတ်လိုက်ပါမယ်ဒါဆိုရင်ဒီအထိပြီးပြီနော်မီမတ်ကကြည်တယ်ဆရာဝန်ကကြည်ပြီးတော့ကြည့်ရှုစစ်ဆေးတယ်ကိုစောင့်နေတဲ့စာလေးကရှိမရှိရှာဖွေတယ်အချိန်နဲ့ပတ်သက်ပြီးနှစ်ခုရှိတယ်နောက်ကျတာနဲ့မိတာရဲ့နောက်ကျတာကအိုတဲ့လူတွေကအခုနောက်ကျနေပြီးတော့မနီနဲ့တွေ့တာကမာနီအာအီမတ်အချိန်မီတယ်လို့မှတ်ထားမယ်ယာအလုပ်ကိုယာရီမတ်လုပ်တယ်လို့မှတ်ထားမယ်ဟီရိုအီမတ်ကျဲတဲ့နေရာကိုကြလို့ဟီရိုအီမတ်ကောက်ယူတယ်လို့မှတ်ထားမယ်run raku shimas အပြေးလေးသွားပြီးတော့မရမကအခုဆက်သွယ်တယ်လို့မှတ်ထားမယ်ခိပါရင်စိတ်ရာကောင်းတာစိတ်ကောင်းတယ်ဆိုတော့စိတ်ကောင်းဝင်တဲ့စိတ်ကြည်လင်တဲ့ကခိဘုံကခိကစိတ်ဝါရူကမကောင်းတာဆိုတော့ခိဘုံကဝါရူဆိုရင်စိတ်မကြည်မလင်ဖြစ်တာစိတ်ဆိုးတာလို့မှတ်ထားပါမယ်ဒီအောက်ကဟာလေးကိုဆက်ကြည့်ပါမယ်온도가이ရဲ့အဓိပ္ပာယ်ကအာကစားပွဲပါ온도가이ဘွန်းအိုဒိုရီရဲ့အဓိပ္ပာယ်ကဘွန်းအကပါဖူရီမာကတ်တို့ကြတော့အဟောင်းဈေးကိုပြောတာပါဒီပေါ့နော်မြန်မာလိုပြောရင်ပုံစတိုးလို့ပေါ့ဘေးတော့လိုပုံစံမျိုးအစ်စ်တရောင်းတာမဟုတ်ဘဲနဲ့အဟောင်းနေရောင်းတာကိုဖူရီမာကတ်တို့ဘာရှော့ကနေရာကိုပြောတာvolunteer ဆိုတာကတော့ volunteer ကိုပြောတာလုပ်အားပေးကိုပြောတာဒီ group ကိုချက်ပေးပါမယ်온도가이ဆိုပြီးတော့ကာလီကိုရီစကားပြောရင်ဟုတ်ကဲ့ဆိုရင်လို့ပြောတယ်လေဆိုပြီးတော့ဒိုးွားတယ်ထီးလေးကင်ပြီးတော့ဘယ်ကိုဒိုးွားလဲဆိုရင်အာကစားပွဲလို့မှတ်လိုက်ပါမယ်လို့ပြောပြီးဒိုးွားတယ်ထီးလေးကင်ပြီးတော့온도가이အာကစားပွဲ온도가이အာကစားပွဲ